လာပါကျွန်တော်အခုရက်ပိုင်းအတွင်းမှာမရေးတဲ့ရေးတဲ့နဲ့ရေးထားတဲ့မြန်မာတန်သင်းလေးတစ်ပုဒ်ရှိပါတယ်ဒီသင်းကိုကျွန်တော်ရဲ့အတိမြန်မာတန်သင်းဆိုတော့တယောက်ကကျွန်တော်ရေးကြည့်ပြီးပါဆိုလို့ကျွန်တော်စူးစမ်းဖြစ်ညစ်ပြီးတော့ရေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ line လည်းမဟုတ်ပါဘူးကျွန်တော်မချွမ်းချင်ပါဘူးခင်ဗျာလိုအပ်ချက်များစွာရှိနေပါတယ်အဲ့အတွက်လည်းနားလည်ပြီးပါကျွန်တော်အဲ့ဒီသင်းလေးကိုကျွန်တော်ဒီမိုလေးဆိုပြချင်ပါတယ်တိခံပြီးတော့နားတစ်ခွက်ခံပြီးပါအောင်ခင်ဗျာစက်ကုံတော့ခါစတောင်းတွေလဲမပြေပြီလေချစ်သူရဲ့ချောင်းဖေးကတိန်စိန်ကရက်စပါလေအမုံတန်ရတဲ့ကောင်းငုံကလေးစင်ခံမေအရှုံးသမားတွေရဲ့မျက်ရည်တွေအပြစ်မစိုးရဘူးအချစ်ဆူဆူနဲ့ပန်းပြူတဲ့လက်ကူမနင်းလေကြောခိုင်းရတဲ့မင်းကစားခဲ့တဲ့ကစားဝဲတွင်မှာကိုဟာနောက်ဆုံးဖြစ်ပါစေခြေတန်းချရုံလန်းနေရှာတော့ရောက်တဲ့ငယ်လေးတကောင်လုံးမိမရတော့မော်ယုံနူးနေဘဝရီအထက်ထက်ချတော့မမီတဲ့ပန်းမှုအေးအောင်လေးချစ်သူရဲ့မင်းမရနို့တွင်မှာရုံးမထွက်နိုင်ပြီချစ်မိသူဒီအသေးလဲပြိုကငိုဝေးဝင်းကအချစ်ချုံသမားရဲ့မျက်ရည်တွေမညုံညင်ရဘူးဒီအသေးကျွမ်းစီတော့